ကဘာလူဦးရဲ့လဲပုံတပုံကျော်ကြည်ဖူးတဲ့ဗီဒီယိုဆိုလားဘယ်လိုမျိုးလဲတင်သိလား view တန်းတရာမဟုတ်ဘူးနော်တန်းပေါင်း2,300ကျော်တကဘာလုံးကိုအန်အိုးမြင်တက်စေခဲ့တဲ့ TikTok ရဲ့လူကြည့်အများဆုံး top 10 ဗီဒီယိုတွေကိုအခုပဲကြည့်လိုက်ရအောင် နံပါတ်10 Billie Eilish ရဲ့ Face Swap Filter ပါဘာမှထွေထွေထူးထူးမဟုတ်ပဲ Face Swap Filter ကိုတုံးပြီးရုပ်ပြောင်လောက်ပြရတာပါဒါပေမဲ့သူ့ရဲ့ celebrity power ကြောင့် view တန်း380ကျော်ရရှိထားပါတယ်နံပါတ်9 KB လဲမြင့် Banana Peel စကားတခွန်းမှမပြောပဲလူတွေကိုရံမိုးစေတဲ့ KB ပါရှုပ်ထွေးအောင်လုပ်ထားတဲ့ life hacks တွေကိုရိုးရိုးရှင်းရှင်းလေးပြန်လုပ်ပြတဲ့သူ့ရဲ့ဟန်ကလူတန်း300ကျော်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ် Number 8 Deoxys Smiling Baby အိပ်ပျော်နေရင်အရန်ချစ်စရာကောင်းပြုံးပြလိုက်တဲ့ကလေးလေးရဲ့ဗီဒီယိုပါဒီဗီဒီယိုလေးဟာကြည့်ရတာစိတ်ချမ်းသာစေလို့ကဘာတဝမ်း ဖြူတန်း450ကျော်ရရှိတာပါ Number 7 Jamie 32-bit ရဲ့ Mirror Dance မရှိမှာ Nelly Furtado ရဲ့တဲ့ချင်းနဲ့ကပြထားတဲ့ဒီဗီဒီယိုဟာ TikTok မှာအရန်ခေတ်စားခဲ့တဲ့ trend တစ်ခုဖြစ်သွားခဲ့ပါတယ်လက်ရှိမှာ view တန်း900ကျော်သွားပါပြီ Number 6 Zack King ရဲ့ ဆေးထုံလူဒါကတော့မြလက်စရာ Zack King ရဲ့ setting ဆိုမှုပါနေရမှာဆေးထုံနေရင်အပေါက်ကြီးဖြစ်သွားတဲ့လူဗီဒီယိုဟာလူတွေကိုကြည့်မဝဟောလုံးနိုင်ခဲ့ပြီး view တန်း900ကျော်ရထားပါတယ် Number 5 Bella Poarch ရဲ့ Do the Beat TikTok ရဲ့အထင်ကအမှတ်သားပါ Do the Beat တစ်ချက်နဲ့ခေါင်းလေးညွန့်ပြတဲ့ Bella Poarch ရဲ့ဗီဒီယိုဟာ view တန်း850ကျော်ရရှိထားပြီး like အများဆုံးစံချိန်ကိုလည်းပိုင်ဆိုင်ထားပါတယ် Number 4 Zack King ရဲ့ဖန်ခွက်ကိုခိုင်လိုက်ပြီးမဲ့တကယ်တော့ကိတ်မုံကြီးချစ်နေတာပါ Zack King ရဲ့ဒီ editing နည်းပညာကလူတန်း1100ကျော်ကိုအံ့ဩမှင့်သက်စေခဲ့ပါတယ် Number 3 Zack King ရဲ့ပုံတန်းကစားတဲ့အခါနရန်ထဲကိုတန်းတူးဝင်သွားတဲ့ Zack King ရဲ့မျက်လည်ဗီဒီယိုပါ view 1.4 billion ကျော်နဲ့တတိယနေရာကိုယူထားပါတယ် Number 2 James Charles ရဲ့ Christmas appearance transition video ပါအရန်ကိုချောင်းမွေလွန်တဲ့ editing ကြောင့် view 1.8 billion အထိစံချိန်တင်ထားပါတယ် Number 3 Zack King ရဲ့ Harry Potter illusion TikTok သမိုင်းမှာအကြော်ကြားဆုံးဗီဒီယိုပါတမြန် CCP ပြန်တန်းနေတဲ့ Zack King ရဲ့ဒီဗီဒီယိုဟာ view 1.3 billion ကျော်2300တန်းရရှိထားပြီးအခုထိတော့ဘယ်သူမှမကြော်နိုင်သေးတဲ့ number 1ပါပဲ ဒီဗီဒီယို10ခုထဲမှာသင်အချိတ်ဆုံးကဘယ်တစ်ခုလဲကိုတငယ်ချင်းတွေထဲမှာကောဒီဗီဒီယိုတွေကိုမကြည့်ဘူးဒီနေ့သူရှိလားဆိုတာဒီဗီဒီယိုလေးကို share ပြီးမေးကြည့်လိုက်ပါဦးအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုသိချင်တော့ Amazing Top 10ကို follow လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ